Arahang Bhahi Anda Sayam Tugadang Amidang Wirazang Lalidang Adulang Saranang Dibaubatamang Yamagang Dukhadang Daranang Panamami Zinang Kaya Alo Chibi Sudama Arahang Bhahi Anda Sayam Tugadang Amidang Wirazang Lalidang Adulang Saranang Dibaubatamang Yamagang Dukhadang Daranang Panamami Zinang Chakau Bhabao Arahang Bhahi Anda Sayang Dugadang Amidang Wirazang Lalidang Adulang Saranang Dibaubatamang Yamagang Dukhadang Daranang Panamami Zinang Arahang Buddha Tugu Kanyuro Mudaito Myaswa Phayago Panamami Shikho Ai Bhahi Anda Sayang Adun Abayango Auno Mudo Myaswa Phayago Panamami Shikho Ai Dugadang Kauno Zagago Hobyo Dato Myaswa Phayago Panamami Shikho Ai Ngauka Amidang Wirazang Lalidang Adulang Amidang Manai Sienai Ni Dago Vyadi Hashido Myaswa Phayago Panamami Shikho Ai Wirazang Kilida Myu Kino Mudo Myaswa Phayago Panamami Shikho Ai Lalidang Tinde Tabbero Mudo Myaswa Phayago Panamami Shikho Ai Adulang Adumasido Myaswa Phayago Panamami Shikho Ai Mudadiya Ajang Saranang Dibaubatamang Yamagang Eriosa Saranang Ajin Saranane Piezongno Mudo Myaswa Phayago Panamami Shikho Ai Dibaubatamang Bhundo Manai Kileda Nyi Iro Myaswa Phayago Tiga Dombo Bhawaga Bhum Tibhawa Bhundoma Ubatama Kileda Nyina Dibaubatamang Bhundo Manai Kileda Nyi Iro Myaswa Phayago Panamami Shikho Ai Yamagang Yemi Asong Dago Vyari Hanin Piezongno Myaswa Phayago Panamami Shikho Ai Nausong Bara Dukhadang Daranang Panamami Zinang Erimet Kauno Doma Dukhadang Chanago Bizwan Naino Myaswa Phayago Dukhaga Chanago Dhamigaro Bizwan Naine Dukhandaradi Di Dukhato Dukhadang Chanago Bizwan Naino Myaswa Phayago Panamami Shikho Ai Daranang Gugwe Athaya Phido Myaswa Phayago Panamami Shikho Ai Zinang Mangabago Aung Nino Myaswa Phayago Panamami Shikho Ai Aboa Gathali Takau Sulai Bao Arahang Bhahi Anda Sayang Dugadang Amidang Wirazang Lalidang Adulang Saranang Dibaubatamang Yamagang Dukhadang Daranang Panamami Zinang Digathali Go Gomuno Mandali Yati Ukhandi Sura Jabu Jala Yati Ukhandi Amye Shikho Yati Ukhandi Sura Atarong Uzin Ribo Dua Yamedin Yu Ainali Waga Yamedin Ashibe Shandong Nibo Te Miro Tehari Chin Nabanja Tehari Pao Lu Soba Tehari Pao Do Inga သာသနာပြုမယ်ငါအတွက်တော့တရားတွေပေါက်ရောက်ပြီး
သာသနာပြုမယ်ဒါပေမဲ့လို့ဘုန်းကြီးဘဝနဲ့ဆိုတော့ဗတ်ဆန်လေးပါးလေးလဲကန်ရမတော်ဘူးယသိဝိမယ်ဆိုပြီးတော့ဥစဉ်ဘဝကနေပြီးတော့ယသိဝိပြီးတော့မန္တလေးလာတဲ့သူကမန္တလေးအဲ့ဒီခေတ်ကသာသနာပိုင်ဆရာတော်ကြီးကတောင်တွင်သာသနာပိုင်နဲ့တောင်တွင်ကျောင်းတိုက်ကအဲ့ဒီဆရာတော်ကြီးစီသွားဆရာတော်ဖျားတပည့်တော်ယသိကြီးဥခန္တီပါဖျားတပည့်တော်သာသနာပြုမလို့ပါဖျားကြီးတည်မယ်ဖျားကျောင်းလေးဆောက်မယ်ဖျားအိုးကျောင်းအိုးကြီးပြင်မယ်ဖျားဆောင်းနှန်းကြီးဆောက်ပါမယ်အဲ့လိုသာသနာပြုပါမယ်တပည့်တော်မန္တလေးတောင်ကြီးမယ်နေရာလေးတနေရာပြီးပါလို့တောင်းတယ်တောင်းတော့သာသနာပိုင်ဆရာတော်ကြီးကဥခန္တီခမရလည်းကြုံမမြင်ဘူးခုမှမြင်တာခမရဘယ်လောက်အစွမ်းတတ္တိရှိလို့သာသနာပြုနိုင်မယ်မပြုနိုင်ဘူးမသိရဘူးအဲ့တော့ခမရတတ္တိလေးအစွမ်းလေးနည်းနည်းပြသမ်းပါလို့ပြုမြင်ရအောင်လက်တွေ့ပြသမ်းကြဆိုဆရာတော်ဘာကြည့်ကျင်တာတော့ဘယ်လိုသိကျင်တာတော့လို့မေးတယ်ကဲနေ့ပြင်ကတန်ခါ900ဆုံးကတ်ခြင်းလေကျွေးနိုင်မှာမလားကျွေးနိုင်ပါလေဗျာ900လည်းကျွေးနိုင်တယ်1000လည်းကျွေးနိုင်ပါလေဗျာကဲဒီလိုဆိုရင်တပည့်တော့တန်ခါ900ပင့်ထားလိုက်မယ်ကိုတော့ပြင်ပြီးတော့ကျွေးပြီးတော့တပည့်တော့ပင့်ထားမယ်ဆိုပြီးတော့ဦးဇင်းနေကိုရင်နေတန်ခါ900စာရေးပြီးတော့ပင့်ပေါ့ပင့်လိုက်တော့ဥခန္တီကတပည့်တော့အိတ်ဖူရလေးတဏီရတော့ညာအိတ်ဖူရလေးပေးပါဗျာဆိုအခန်းတစ်ခန်းတောင်းခန္ဓာရတော့သူပစ္စည်းလေးထားပြီးတော့ဖះရှိသွားပရိစိတ်နေရတယ်သူကပရိစိတ်ဘုလိုညာနေတယ်ပဲစွန်ချက်မဲ့ပြုံးမဲ့လူလေးတယောက်မှမလာဘူးညလည်းမလာ9နာရီ10နာရီလည်းမလာ12နာရီနာပြန်တစ်ချက်နှစ်ချက်ဘာမှမလာဘူးတယောက်မှမလာဘူးအဲ့တော့ဆရာတော်ကြီးကတော့တို့တော့ဥခန္တီကလိမ်ပြီးနဲ့သူကဟေးတို့တော့ဘုန်းကြီးတွေလည်းပြင်ပြီးသားဖြစ်နေပြန်ပိတ်လို့လည်းမဖြစ်ကဲဖြစ်ချင်ဟာဖြစ်ကွာဆိုပြီးတော့တိုင်ထားညမနေ့ကင်း4နာရီထိုးလောက်ကြမှာသူကကြီးစီလေးတိုးဝေးနဲ့တီးပြီးတော့အမျှဝေးတဲ့အဲ့ကြမှာဒကာရီဒကမကြီးဆွမ်းအုပ်တွေထမ်းပြီးတော့တချို့ကရွက်ပြီးတော့လာကြတယ်ဒါတော့မှမလီတော်ကြီးဟေးဆွမ်းအုပ်ပြီးတော့လာခဲ့ဆိုပြီးတော့ဦးဇင်းနေကိုရင်နေလှည့်ကြနော်ဆွမ်းအုပ်ပေါင်း1000ကျော်လာတဲ့တန်ခါပင့်ထားတာက900ဆွမ်းအုပ်က1000ကျော်ဆိုတော့ပိုးတောင်မှနေတာဗောအဲ့ကြမှာသာသနာပိုင်ဆရာတော်ကြီးကဥခန္တီခင်ဗျာစွမ်းနေဗျာဆိုပြီးတော့တဏီယာမန္တလေးတောင်ကြီးပေးလိုက်နော်အဲ့ဒီဥခန္တီကဒီလိုနဲ့ဖရာကြီးအကြောင်းနေတဲတယ်သာသနာပြုတယ်မန္တလေးတောင်ရောက်ဖူးကြတယ်မဟုတ်လားဆောင်းနှန်းကြီးတွေများတန်ဆောင်းနှန်းကြီးတွေနော်လောက်ထားတယ်ရန်ကင်းတောင်ဟိုမန်းဆက်တော်တောင်ဒီလိုဟာတွေသူကအကုန်လျှောက်ပြီးတော့နိုင်ငံလုံးလုပ်တယ်ဘေးနိုင်ငံညာကကုမ္ပဏီတွေကတောင်မှဥခန္တီကဆိုရင်လူချင်းသွတ်တေးတန်တွေဘီလန်မြေတွေအကျွေးပေးတယ်သူယုံကြည်လို့မို့လို့နော်နာဥခန္တီကသခိုင်းတောင်ရုံမဲ့ဝချက်မင်းကြောင်ဆိုတဲ့ဆရာတော်ကြီးတစ်ပါးရှိကြားဘူးလားပြောတာဥခန္တီကအဲ့ဒီကြောင်သွားတယ်ဝချက်မင်းကြောင်ဆရာတော်ကြီးနာမည်ကျော်လို့သွားဝချက်မင်းကြောင်ဆရာတော်ကြီးကဟာဥခန္တီကြွလာတဲ့ဟေးရသေးကြီးဥခန္တီလာတဲ့လူဖိတ်တို့အမီးတို့လောက်ကြပါဟဲ့ဆိုပြီးတော့သူတကားတွေသူမတွေခိုင်းပြီးတော့ကျွေးမွေးတယ်အခမ်းပြီးတော့မင်းကြောင်ဆရာတော်ကြီးကဥခန္တီခင်ဗျာနာမည်ကျော်တယ်ဗျာတနိုင်ငံလုံးကျော်တယ်ခင်ဗျာအလွန်တကူရှိတယ်စွန့်တယ်လို့ခင်ဗျာကျုပ်ကဒီနားနဲ့တော့ကြားဘူးမျက်လုံးနဲ့မြင်ရင်ခင်ဗျာဘယ်လောက်စွန့်တယ်ဆိုတော့ကျုပ်ပြသမှာလို့ပြောတယ်ဒီလိုဆိုရင်တဏှာကြီးဆိုင်ပါဗျာတဏှာကြီးပါကြတာမှလို့ဆိုင်နေဗျာဒါနဲ့ तू ကဥခန္တီကဒီလိုဖျားရှိနေထိုင်လေးခင်းပြီးတော့ပရိစိတ်တယ် तू ကဒီလိုလေးပရိစိတ်တော့45မိနစ်ရှိတဲ့အခါကျကဲတပြီးတော့ပရိစိတ်ခဲ့ပါပြီဗျာအဲ့ဒါပရိစိတ်လေးဘာထူအောင်များခုနလည်းဒါခုလည်းဒါဘာထူလို့များခင်ဗျာအစွမ်းမပေါ်ဘူးလို့ပြောတာပေါ့ဆရာတော်တပည့်တော်ကတဏှာကြီးဆိုင်ပါလို့ပြောတယ်လေခုတဏှာကြီးမှမရှိသေးပဲနဲ့45မိနစ်ရှိရ15မိနစ်လိုပါသေးတယ်ဗျာ15မိနစ်လောက်တော့ဆိုင်ပါအောင်ပြောတယ်အေးဆိုင်ပါဆို
15မိနစ်လောက်ကြာတော့လူတယောက်ကောင်းကောင်းစားနဲ့တောင်ချီပစိုးနဲ့တိုက်ပုံအင်းကြီးနဲ့တကယ်မင်းကြီးမင်းသားကြီးကြာနေလာတယ်ယတိဥခန္တီလူချင်းလို့ပါဖျားဆိုတော့ဟာတာယတိဥခန္တီပါပဲဗျာအဲ့နဲ့သူကအထုပ်တစ်ထုပ်ပြီးလှူသွားတယ်အဲ့ဒီအထုပ်ကြီးကြီးလိုက်တဲ့အခါရွှေရင်းက108ပြားပါတယ်နော်အဲ့တော့ဥခန္တီကလျှောက်တယ်ကဲတပည့်တော့အစွမ်းမြင်းပြီလို့မှုလားဗျာတပည့်တော့သာသနာပြုနေတာတခါတလေမဲ့ပိုက်ဆံတရားမှမရှိပါဘူးဗျာတပည့်တော့ဂရီးစိတ်လိုက်ရင်လူကျင်တာအကုန်ရဗျာဒါနဲ့သာသနာပြုတာပါလို့ပြောတယ်အဲ့တော့ဝချက်မင်းကြောင့်ဆရာတော်ကြီးရတာဥခန္တီခမည်းကလက်တွေ့ပြတော့ကျုပ်ကလည်းလက်တွေ့ပြပါအောင်မယ်ဗျာဆိုသူကလည်းပရိသွားစိတ်တယ်ခမည်းလို့ပေါ့တနာကြီးဆိုင်ရိုးလို့ပြောတယ်တနာကြီးဆိုင်45မိနစ်ရှိတော့သူကလည်းပဲထလာကဲဥခန္တီကျုပ်လည်း45မိနစ်ရှိပြီခမည်းလို့ပေါ့15မိနစ်တော့ဆိုင်ဝုံတော့လို့ပြောဥခန္တီကလည်းဆိုင်ခဏလောက်ကြာတော့လူ2ယောက်ဟောလောက်ကြီးနှစ်ဖက်စာလောက်ရှိတဲ့အထုပ်ကြီးတစ်ထုပ်လေချမ်းချလာတာရှိကတယောက်နောက်ကတယောက်တဘိုးကြီးနဲ့လေကောင်အထုပ်ကြီးထားပြီးတော့ထမ်းဝချက်မင်းယောင်ဆရာတော်ကြီးလှူခြင်းလို့ပါဗျာဆိုအဲ့ဒီအထုပ်ကြီးလှူတဲ့သူကဖြီးကြည့်လိုက်တဲ့အခါသင်္ကန်းအစုံ108စုံနဲ့နော်ကဲခင်ဗျားလူပေါ့ဗျာကျုပ်လည်းပဲအဲ့လိုသာသနာပြုနေတာပါပြီးတော့ဒါတဲ့ခင်ဗျားကဗရီးစိတ်တော့ဘာစိတ်တာတော့ပြီးတော့တပည့်တော်ပရိစိတ်တာကအခုဝေးထားတဲ့စာရဲ့အရဟံမဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံဆိုပရိတလုံးချလိုက်တာပေါ့နော်အဲ့လိုနဲ့108လုံးချလိုက်45မိနစ်တော့ကြာတယ်အဲ့ဒါစိတ်ပါတယ်ဆိုကျုပ်ကလည်းအဲ့ဒါပဲစိတ်တာဟုတ်ပြောတယ်တော့သူတို့2ယောက်ချင်းတူးနေကြတယ်အဲ့တော့အဲ့ဒီဟာစိတ်တဲ့ပုဂ္ဂိုလ်ကြီးကဓနသိတိပေါက်တယ်လို့လူကျင်တာရတယ်လို့ဆိုရတယ်သူပြိတ္တတွေလည်းစိတ်ကြပါဗျာနော်ကဲတစ်ခေါက်လောက်ဆိုးပြတာမအောင်ဘုံဘုံအရဟံဝိအန္တာဇယံဒုက္ကတံအမိတံဝိရတံဒါနိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံအဲ့ဒါဓနတိတိဂါထာတဲ့ယတိကြီးဥခန္တီဝချက်မင်းကြောင့်ဆရာတော်တို့တစ်လုံးစိတ်သွားတဲ့ဂါထာလေးပေါ့ဗျာနော်ရှေးဆရာတော်တွေလည်းရေးသွားကြလို့ပေါ့ပါဠိတော်တွေအထက်ကထာတွေဒီဃာတွေရဲ့တော့ဒီဂါထာလေးမတွေ့မိဘူးနော်မတွေ့လည်းပဲဒါစွန့်လို့ရှိပြီးတာပဲမဟုတ်လားအစွမ်းတက်ပြီးရှိရလူရေးမှာပဲအရဟံဘဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံအရဟံဘဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံအရဟံဘဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါတမံယမကံဒုက္ခဒံတရဏံပဏမာမိဇိနံအရဟံဘဟိအန္တာဇယံဒုက္ကတံအမိတံဝိရဇံလလိတံအတုလံစရဏံ